Welcome back to Serena channel ဒါတော့ Serena Tom Ford ရဲ့ showroom ကိုရောက်နေရပါလိုက်ပြပါမယ်လိုက်ကြည့်ကြပါဦးနော် Ta-da Tom Ford ကြည့်နော် eyeshadow အရောင်လေးဆိုရင်လည်းရန်လာတယ်စံပြတာအရောင်ထွက်အားလည်းအရင်ကောင်းတယ်ဖွားဖွားလေးပဲလောက်တာအလောက်ထိထင်းနေရပဲဒီရောင်လေးလည်းစံပြထားရပေါ့နော်ကြည့်ကြည့်လိုက်ရန်လာပါတယ်ဒါမင်းဝယ်လာတဲ့ရောင်လေးတွေပေါ့နော်နံပါတ်4နဲ့နံပါတ်20လေးဝယ်လာတယ်ပေါ့နော်အဲ့ဒါကြတော့နံပါတ်4အရောင်လေးပေါ့နော်အရင်လာတော့ gloss လေးတွေ lip gloss လေးပြရှင်ပြတ်သွားလားဆိုမှပြတ်တော့အရောင်မိန်လေးကြံ့ပြီးထင်ခဲ့ပေါ့နော်ပြရှင်ဆိုရင်အတရောင်ကကြတော့နံပါတ်20ပေါ့နော်တွားချနေတဲ့အညူရောင်ဖတ်တွားတယ်ပေါ့နော်အရင်လာပါတယ်နှစ်ရောင်လုံးပြရှင်ဆိုရင်တွားချတော့ discount ရတယ်ပေါ့နော်တစ်ချောင်းကို1500လားမသိဘူးဟုတ်တယ်1600နီးပါပေါ့ပတ်ဒါမဲ့နှစ်ချောင်းဝယ်လို့ရှင်ဆိုရင်10% off ရတယ်တဲ့အမျိုးဆိုမင်းကအရောင်ကလည်း2မျိုးကြိုက်နေရဖြစ်တော့ကျွန်တော်နှစ်ချောင်းယူလိုက်တယ်ပေါ့နော်အမျိုးဆိုတော့စုစုပေါင်း4600ကျော်လားမသိဘူးအဲ့လောက်ပဲကြာကြည့်ကြည့်လိုက်ဘူးကိုကြည့်လိုက်တာနဲ့ luxury scent check လုံးဝဘာမှမဆိုင်ပေါ့နော်ကြည့်လိုက်ပါ showroom ကနောက်ခါထပ်ကြည့်လိုက်ပေါ့နော်အရင်လာတယ်လမ်းဆက်ဆက်လေးပဲပေါ့နော် bye